ဒီဇလန်းလေးကပရိသတ်တယောက်ပေးပို့လာတဲ့ဖြစ်ရမှန်ဇလန်းလေးတစ်ခုပါမိတ်ဆွေတို့မိသားစုတွေကြုံခဲ့ရတဲ့ထိတ်လန့်စရာဖြစ်ရမှန်ဇလန်းတွေကိုလည်းကျွန်တော်စီကိုရေးသားပေးပို့နိုင်ပါတယ်အကောင်းဆုံးဖြစ်အောင်အမတ်တရဖြစ်ပြန်လည်တင်ဆက်ပေးပါမယ်ကျွန်တော်ကတော့တင်ဆက်သူထွန်းမြတ်ပါလွန်ခဲ့တဲ့9နှစ်ခန့်ကပေါ့အေယာဝတီတိုင်းတာပေါင်းမြို့နယ်ဘက်ကကမ်းခြေဦးလို့ခေါ်တဲ့ရွာလေးတရွာမှာကျမတို့နေထိုင်ကြပါတယ်။အဲ့ဒီတုန်းကကျမအသက်73နှစ်လောက်ပဲရှိပါသေးတယ်။တနေ့မှာတော့ကျမရဲ့ဦးလေးဖြစ်သူဟာည7နာရီဝန်းကျင်လောက်မှာတယောက်တည်းလေလော်ပြီးတော့အိမ်ကိုပြန်လာခဲ့တယ်။အဲ့ဒီအချိန်မှာရေကားလည်းတက်နေပြီးမို့ခရမ်းပင်တွေတောင်ရေမြုပ်နေပါပြီ။ဦးလေးကရေမြုပ်နေတဲ့ထမ်းမင်းကြီးတပင်းရဲ့ဘေးမှာလေကိုချီထားခဲ့တယ်။ခြံကြီးကလည်းအကျယ်ကြီးဆိုတော့ဒူးလောက်ရှိတဲ့ရေတွေကိုဖြတ်ရေမြုပ်နေတဲ့ဟင်းမင်းတွေကိုနင်းပြီးတော့အိမ်ကိုပြန်လာခဲ့တာပေါ့ဦးလေးကတော့အရက်ကလေးနည်းနည်းတောက်ထားတော့တွေးကြွနေတဲ့အချိန်ပေါ့အိမ်မှာထမင်းစားတောက်ပြီးတော့အဖားကိုနှုတ်ဆက်ဦးလေးကကောမောက်ကအိမ်ကိုပြန်ဖို့အတွက်လေစီကိုထွက်လာခဲ့တယ်လေနားကိုရောက်တဲ့ချိန်မှာတော့ဦးလေးရဲ့တကိုယ်လုံးစက်သိန်းတွေဖြန်းကနေထားသွားရပါတယ်လေပေါ်မှာသပင်ဖားရနဲ့မိမတယောက်နောက်ကျောပေးပြီးတော့ထိုင်နေတာဗျသူ့ရင်ဝင်ထဲမှာလည်းအနီးလေးနဲ့ထုတ်ထားတဲ့ကလေးတယောက်ကိုနှုတ်တိုင်နေတယ်လို့ချီထားတယ်လို့နဲ့ဦးလေးကလည်းမူးမူးနဲ့ဆိုတော့ပေးရမှန်းမသိပဲလှမ်းမေးလိုက်တယ်ဟဲ့နင်တို့သားမိနှစ်ယောက်ဘယ်လိုက်မလို့လဲကုန်းဘောက်ကိုလိုက်ချင်းလို့ပါလို့အဲ့ဒီမိန်းမကအတန်အေးဆက်ဆက်နဲ့ပြန်ပြောတယ်ဦးလေးကလည်းအေးလိုက်ချင်းရင်လေကယိုးနေလို့ရေပတ်ထားလိုက်အောင်ငါကြိုးဖြီလိုက်အောင်မယ်အဲ့ဒီလိုပြောပြီးတော့ကြိုးဖြီနေတော့အဲ့ဒီမိန်းမကလေထဲကရေတွေကိုခတ်ထုံနေတန်ကြားနေရတယ်လေကျိုးဖြေပြီးတော့ဦးလေးကလေဦးမှာထိုင်ပြီးတော့လေကိုလောနေတယ်တားမီနှစ်ယောက်ကတော့လေနောက်မှာနောက်ကျောပေးပြီးတော့ထိုင်နေကြတော့ပဲမြစ်ထဲကနေကုန်းပေါ်တက်မဲ့ချောင်းလေးတဲကိုအဝင်ချောင်းမိတ်ကဇရက်နားလဲရောက်ရောရုတ်တရက်လေကြီးကပေါ်ပါသွားတယ်လို့ခံစားလိုက်ရတယ်ဦးလေးလက်ကြည့်လိုက်တော့ခုနကရေပက်ပြီးတော့လိုက်လာတဲ့တားမီနှစ်ယောက်လုံးမျက်စိရှိတင်အငွေ့ပြန်တယ်လို့ပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီတော့မှဦးလေးလဲတောက်ထားတဲ့ရက်တွေအကုန်အမူးပြေသွားပြီးတော့အတကုံလေးကိုလော်ကလှိဆိုင်ပြီးတာနဲ့ကုန်းမောက်ကိုပြည့်တက်သွားတော့တာပဲအဲ့ဒီဖြစ်ရကဦးလေးတင်ကြုံခဲ့ရတာမဟုတ်ပါဘူးကျမအသက်19နှစ်လောက်မှအဖိုးဖြစ်သူကအဲ့ဒီထိုင်းမင်းကြီးနာမှာညက်ရှင်းရင်းနဲ့တတိလက်လို့ထိုင်းမင်းကိုဓာတ်နဲ့တွားခုံမိတယ်အဲ့ဒီနေ့ကစပြီးအဖိုးရဲ့မျက်စိတစ်ဖက်ကဘာမှမမြင်ရတော့ပဲကွယ်သွားခဲ့တယ်နောက်ပိုင်းမှာနားလဲတဲ့သူတွေနဲ့တိုင်ပင်ပြီးတော့အမွှေးနှံတာရေတွေနဲ့အဲ့ဒီထိုင်းမင်းကြီးကိုပြန်တောင်းပန်မှဖိုးရဲ့မျက်စိကပြန်မြင်ရတာပါအခုဆိုကျမအသက်က22နှစ်ရှိပါပြီဒါပေမဲ့အဲ့ဒီထမ်းမင်းကြီးနဲ့အဲ့ဒီနေရာကိုအခုတည်းကမသွားရသေးပါဘူးအဲ့ဒီမှာရှိနေတဲ့ဝိညာဉ်သားမိကအခုထိရှိနေအောင်မလားဆိုတာတွေးကြည့်ုံနဲ့တင်ကြောက်လန့်စရာကြီးပါပဲ